Okay အားလုံးပဲကျွန်တော် lesson 8ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာကတော့ကျွန်တော်တို့ပြောပြပေးမှာက selection အပိုင်းဖြစ်ပါတယ် selection အပိုင်းကဏ္ဍမှာကျွန်တော်တို့အနေနဲ့၃မျိုးလို့ရတယ်ပေါ့နော်အဓိကကကျွန်တော်တို့ shape selection ပိုင်းပါမယ်ပြီးရင် color selection ပိုင်းပါမယ်ပြီးရင်တော့ pathway ပေါ့နော် pathway selection ပိုင်းပါမှာဖြစ်ပါတယ်အဓိကကကျွန်တော်တို့ shape အနေနဲ့ပထမဆုံးအရင်ပြောပြပေးမယ်နော်ပထမဆုံး shape အနေနဲ့ကကျွန်တော်တို့ rectangular marquee tools နဲ့ကျွန်တော်တို့ eclipse marquee tools ဆိုပြီးနှစ်မျိုးရှိတယ် rectangular marquee tools ကိုကျွန်တော်တို့အနေနဲ့4000ဆန်နဲ့ရေးချင်မှုတွေသုံးတဲ့အခါမျိုးတွေမှာသုံးလို့ရတယ်အဓိကကျွန်တော်တို့ background ဘိုင်းဘက်ကနေသုံးတဲ့ဓာတ်ပုံတွေပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ပုံတွေမှာပိုနေရပိုင်းတွေဖြတ်တဲ့နေရာမှာအများဆုံးသုံးပါတယ်ပြီးရင်ကျွန်တော်တို့4000ဆန်နဲ့စာအုပ်တို့ပကြီးဖောင်တို့ဒါမျိုးတွေကျွန်တော်တို့ selection မှတ်တဲ့နေရာတွေမှာအသုံးများတယ်ဒါပြီးရင်တော့ကျွန်တော်တို့အနေနဲ့ eclipse marquee 2ပေါ့နော် eclipse marquee 2မှာကျတော့ကျွန်တော်တို့အဝိုင်းဆန်တဲ့ကျွန်တော် selection 2ပုံစံမျိုးတွေကိုရွေးချယ်တဲ့နေရာတွေမှာသုံးတယ်အဓိကကျွန်တော်တို့ဒီရွေးရင်းနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ shift key နှိပ်ထားတယ်ဆိုရင်ကျွန်တော်တို့ကသူရဲ့ format ပေါ့နော် street ပုံစံမျိုးဒီကျွန်တော် circular ပုံစံ shape အတိအကျတိုင်းရွေးလို့ရမယ်အကဲကိုကပြန်ပြီးတော့လွတ်လိုက်တယ်ဆိုရင်တော့ကျွန်တော်ဘဲဥပုံစံပေါ့နော် oval shape ပုံစံမျိုးတွေပြောင်းလို့ရတယ်နောက်တစ်ခုကကိုက selection ကိုကပြန်ရွှေ့ခြင်းနဲ့ဆိုရင် space bar ကိုဖိပြီးတော့ကျွန်တော်ပြန်ပြီးတော့ရွှေ့လို့ရတယ်ဒါ selection 2မှာတည်တဲ့အချက်3ခုပေါ့နော် shift key ရဲ့ပြီးရင်နောက်တစ်ခုကကျွန်တော်တို့ဒီ elastic ဖြစ်တဲ့ဟာတစ်ခုရဲ့ပြီးရင်နောက်တစ်ခုက space bar နှိပ်ပြီးတော့တွားလို့ရတဲ့ဟာမျိုးပေါ့နော်အဓိကတော့နေလုံးတွေနောက်တစ်ခုကကျွန်တော် sign board ပုံစံမျိုးတွေ mocket ထိုင်တဲ့အပိုင်းတွေမှာဟို smart object လုပ်တဲ့အပိုင်းမှာပေါ့နော်ကိုက circular shape ပုံစံမျိုးရှိတဲ့အခါမျိုးတွေမှာအလွယ်တကူမှတ်လို့ရတဲ့ကျွန်တော် selection လုပ်လို့ရတဲ့ tool ဖြစ်ပါတယ် Okay အခုပိုင်းကကြတော့ pathway selection method ဖြစ်ပါတယ် pathway selection method မှာကျွန်တော်တို့အဓိကပြောချင်တဲ့ tool က pan tool ဖြစ်ပါတယ် pan tool ဆိုတာကကျွန်တော်တို့အနေနဲ့ shortcut P ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ ball pen ပုံစံမျိုးလေး star point လေးနဲ့တွေ့ရမယ် tool လေးပေါ့နော်အဓိကသူက path တစ်ခုပေါ့နော်ကျွန်တော်တို့လမ်းကြောင်းတစ်ခုကိုကျွန်တော်တို့ဒီလိုမျိုး selection ပုံစံမျိုးတွေမှတ်မယ်မှတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့မှတ်ပြီးသွားပြီဆိုကျွန်တော်တို့အနေနဲ့ဒီမှာလမ်းကြောင်းလေးပေါ့နော်ကိုလိုချင်တဲ့အပိုင်းလေးတွေကိုရွေးပြီးတော့ selection မှတ်လို့ရမယ်အဓိကသူကဒီမှာ space bar လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့နေရာပြန်ရွှေ့လို့ရတယ်ပေါ့နော် point လေးတွေကိုလိုချင်တဲ့ path ပုံစံမျိုးလေးတွေကိုကျွန်တော်တို့ကဖန်တီးလို့ရမယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ကဒီ selection လေးပေါ့ဒါလေးကိုပြီးရင် right click နှိပ်မယ်နှိပ်ပြီးရင် make selection ဆိုတာလေးကိုရွေးပေးလိုက်မယ်ကိုလိုချင်တဲ့ feather radius ပေါ့နော် radius ပို့ပြီးတော့ထူချင်တယ်နည်းနည်းပို့ပြီးဒီထက်ပို့ပြီးတော့ခြေလေး slap မှတ်ချင်ရင်ကျွန်တော်ဒီမှာ1တော့မဟုတ်ပေါ့နော်ကျွန်တော်လိုသက်ဆိုင်တဲ့ကိုလိုချင်တဲ့နံပါတ်လေးတွေထည့်ပြီးတော့ကျွန်တော် pixel လေးကိုထပ်ပြီးတော့ချဲလို့ရတယ်အဲဆို okay လေးချက်နှိပ်မယ်နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ selection ပုံစံမျိုးလေးပေါ့နော်ဒါလေးရမယ်โอเคဟုတ်ပြီကျွန်တော်ဖျောက်ကြည့်အောင်ဖျောက်ကြည့်မယ်ဆိုကျွန်တော်အနေနဲ့ဒါမျိုးလေးပေါ့နော်ဒီဟာလေးကိုတီးတန့်ရွေးပြီးတော့ပိုင်းတဲ့ဟာမျိုး layer mask လေးနဲ့ကျွန်တော်ပိုင်းလို့ရတယ်ဒါကိုယ့်ရဲ့ကြော်ညာဒီဇိုင်းမှာကိုလိုချင်တဲ့ပထမဆုံး result ပုံပေါ့နော် result ပုံကိုလိုချင်တဲ့အပိုင်းလေးတွေကိုတီးတန့်ဒေချာလေးရွေးပြီးတော့လုပ်ချင်တဲ့အခါမျိုးတွေမှာကျွန်တော် pathway selection method ကိုသုံးပါတယ် Okay တတိယပိုင်းဖြစ်တဲ့ကျွန်တော်တို့ color selection method မှာကတော့ကျွန်တော်က tools လေးတစ်ခုနဲ့ပြောပြပေးချင်ပါတယ်အဲ့ဒါကတော့ magic wand tool ဖြစ်ပါတယ် magic wand tool ဆိုတော့ကိုလိုချင်တဲ့ color အရောင်လေးတွေကိုကျွန်တော်ဒီမှာပေါ့နော်တီးခြားအရောင်တီးတဲ့ color spacing ကိုတခါတည်း auto select လုပ်ပြီးတော့မှာဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒါဥပမာပုံစံလေးနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီဖြူဘွယ်လေးကိုနှိပ်လိုက်ရင်ဖြူနဲ့ပတ်သက်တဲ့နေရာလေးတို့လိုက်ပြီးတော့သူက selection လုပ်ပေးမှာဖြစ်ပါတယ်ကဲဟုတ်ပြီဒီဟာလေးပေါ့နော်ဆိုဒီရောင်လေးနောက်ဆိုကျွန်တော်ဒီမှာဆိုရင်ဒီ coffee ရောင်ပုံစံမျိုးလေးကိုသူက selection လုပ်ပြီးတယ်ကိုလိုချင်တဲ့အရောင်ကိုသွားတဲ့အရောင်ပုံမူတည်ပြီးတော့ color spacing ကို auto select လုပ်ပေးတာဖြစ်ပါတယ်ဒါက magic wand tool ရဲ့လောက်ဆောင်ချက်ဖြစ်ပါတယ်အဓိကကတော့ကိုကဟို background color လေးတွေကိုပြန်ပြီးတော့ပြောင်းကျင်တဲ့အခါမျိုးတွေတူညီတဲ့ color ပေါ့နော်အဓိကတော့အရန်ရှုပ်ထွေးမနေဘဲနဲ့ color တစ်ရောင်ချင်းစီကိုကျွန်တော်တို့အနေနဲ့ပန်တူးနဲ့လည်းအချိန်ကုန်ခံစရာမလိုဘူးပြီးရင်နောက်တစ်ခုက marquee tool တွေနဲ့လည်းတေချာကြီးလိုက်လုပ်စရာမလိုတဲ့အခါမျိုးတွေမှာအလုံးရှုံးမကန်တော့ဘဲနဲ့ magic wand tool နဲ့အမြန် selection ရွေးပြီးတဲ့ပုံစံမျိုးလေးတွေ
လုပ်လို့ရပါတယ်အဓိကတော့ color change တဲ့အပိုင်းလေးတွေနောက်တစ်ခုကတီးခြား selection ကိုအမြင်လုပ်ချင်တဲ့အပိုင်းလေးမှာ magic 1 2ကိုသုံးပါတယ်အဲ့တော့ကျွန်တော် selection 3ခုပေါ့နော် selection method 3ခုကိုပြောပြီးတဲ့အခါမှာကျွန်တော်အနေနဲ့နောက်ထပ်ကျန်တဲ့ color select လုပ်တဲ့အပိုင်းလေးတွေရှိပါတယ် color လည်းဟုတ်တယ် font လည်းဟုတ်တယ် shape လည်းဟုတ်တယ်ဒါပေမဲ့သူကကြတော့ AI က AI ဆိုတာကျွန်တော်အနေနဲ့ software ကပေါ့နော် online မလို့ပဲနဲ့ software ကနေ auto select လုပ်ပြီးတဲ့အပိုင်း function လေးတွေကိုပြောပြပေးချင်ပါတယ်ပထမဆုံးတစ်ခုကတော့ object selection ဖြစ်ပါတယ် object selection 2ကကျွန်တော်အနေနဲ့ magic 1 2နဲ့အတူတွဲမြင်ရမှာဖြစ်ပါတယ်အဲ့တော့ object selection ဆိုတာကကိုရွေးချယ်လိုက်မယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒီလိုမျိုးတစ်ချက် marquee 2ပုံစံမျိုးလေးရွေးလိုက်မယ်ဆိုရင်သူကကျွန်တော်ရွေးချယ်လိုက်တဲ့ area အတွင်းမှာရှိတဲ့ subject တစ်ခုကို auto ကျွန်တော် selection ရွေးပေးတော့မှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီ game mode လေးကိုတီးတက် selection ရွေးရပါတော့။ဟုတ်ပြီ။အကယ်၍ကျွန်တော်တို့ကဒီမှာ coffee ခွက်လေးကိုတီးခြား selection ရွေးလိုက်မယ်ဆိုရင်ဒါကြတော့ software ကကိုယ်တိုင်လုပ်ပေးတာပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့က coffee ခွက်လေးကိုတီးခြား selection ရွေးပေးတော့မှာဖြစ်ပါတယ်။အဲဒါဇွန်းဆိုလဲဇွန်းပကံဆိုလဲပကံပြီးရင်နောက်တစ်ခုကကျွန်တော်တို့စာအုပ်ဒီမှာဒီစာအုပ်လေးတွေပေါ့နော်ပန်းပွင့်ကတော့ကျွန်တော်တို့ focal length မပြတ်တဲ့အတွက် focus မပြတ်တဲ့အတွက်သူ့ကိုတော့ရွေးလို့မရဘူး focus ပြတ်တဲ့ color ဘိုင်းတွေ focus ပြတ်တဲ့ object အပိုင်းတွေမှာတော့တခါတည်း selection လုပ်ပေးပါတယ်ဒါကတော့ object selection 2ရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်နောက်ထပ်လှုပ်ဆောင်ချက်တစ်ခုကတော့ကျွန်တော်တို့ကောင်းကင်ကို select မှတ်တဲ့အပိုင်းဖြစ်ပါတယ်ကိုယ့်ရဲ့လိုအပ်တဲ့ resource ပိုင်းတွေမှာကျွန်တော်တို့ကောင်းကင် change ချင်တာပဲဖြစ်စေတခုခုပေါ့နော် manipulation လုပ်ချင်တဲ့အခါမျိုးတွေပဲဖြစ်စေ social media design တွေမှာကျွန်တော်အနေနဲ့လှုပ်ဆောင်ချက်တစ်ခုမှာကောင်းကင်နဲ့ပတ်သက်ပြီးတခုပါလာခဲ့ပြီဆိုရင်တော့ selection မှတ်လို့ရတဲ့ function လေးတခုရှိပါတယ်အဲ့ဒါကတော့ပထမဆုံးပုံလေးကို select မှတ်ရွေးချယ်ထားပြီးသွားပြီဆိုရင် select ဆိုတဲ့အပိုင်းကိုတွားပေးပါအဲ့ထဲကနေကျွန်တော်တို့ sky ဆိုတဲ့ဟာလေးကိုရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ software က auto သူ့ရဲ့ကောင်းကင်နေရာကို selection ရွေးပေးသွားမှာဖြစ်ပါတယ် okay ဒီမှာပါနော်ဒါဆိုရင်ကျွန်တော်တို့ကောင်းကင်နေရာကိုကျွန်တော် auto select မှတ်တယ်အဓိကဒီမှာတော့ cloudy ရွေးတဲ့ပေါ့နော်ဒီအောက်မှာတိမ်ထူတဲ့နေရာကတော့ကျွန်တော်တို့ဒီတောင်ရဲ့အရောင်နဲ့အနီးဆုံးတူတာဖြစ်တဲ့အတွက်သူကတော့ sky အနေနဲ့မသတ်မှတ်တာဖြစ်တဲ့အတွက်အဲ့ဒီလိုတော့ selection ရွေးဖို့မရဘူးပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့ result ပေါ်မှာမူတည်ပြီးတော့ result ကတော့ကွဲပြားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကောင်းကင်ကိုတီးခြားကြီးကျွန်တော်လိုက်ပြီးတော့ပန်တူးနဲ့အချိန်ကုန်ခံစရာမလိုဘူးအဲ့လိုမျိုး function လေးတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကPhotoshop version နှိမ့်တာပေါ့နော်2008ကျွန်တော်နောက်ပိုင်း function တွေကြာမှဒီဟာတွေက function စုံစုံလင်လင်တွေ့မှာပေါ့နော်အဲ့ version တွေကြာမှစုံစုံလင်လင်ရမယ်အကယ်၍ကိုက2008 CSS တော်လကောင်း CC 2018ထပ်နိုင်တဲ့ဟာမျိုးတွေမှာသုံးဖြစ်တယ်ဆိုရင်တော့ဒီ function တွေကတိတ်မရအောင်အဲ့ဆိုရင်တော့အစောက3မျိုးဖြစ်တဲ့ path color ပြီးရင်နောက်တစ်ခုကကျွန်တော်အနေနဲ့ shape ပေါ့နော်ဒီ3ခု selection ရွေးပြီးတော့သုံးလို့ရမှာဖြစ်ပါတယ် okay နောက်တစ်ခုကကြတော့ကျွန်တော်အနေနဲ့ saw က select ပေါ့နော် saw ကတော့ object selection တည်တဲ့ဒီဟာကကြတော့တ subject ကို selection လုပ်တဲ့အပိုင်းလေးဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်ပထမဆုံးဓာတ်ပုံကိုအရင်ဒီမှာရွေးထားမယ်ပြီးရင်နောက်တစ်ခုက select ကိုရွေးမယ်ပြီးရင် subject ကိုရွေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အနေနဲ့ background ရဲ့ရှေ့မှာ model ပါလာခဲ့ရင် model ကိုတီးခြားရွေးပြီးတယ်နောက်တစ်ခုကအခုလိုမျိုးပေါ့နော်ကျွန်တော် food နဲ့ပတ်သက်ပြီးတော့ကြော်ညာတဲ့အခါမျိုးတွေမှာဆိုရင်သူကဒီမှာ subject လို့ယူဆလို့ရတဲ့အပိုင်းလေးတွေကိုသူအတက်နိုင်ဆုံးပေါ့နော် set ကနေ auto select လုပ်ပေးပါတယ်အဲ့တော့ဒီနေရာမှာ color change တာတော့လည်းကောင်းဒီရာဝတ္ထုပေါ်မှာနောက်ထပ်တစ်ခုခုပြန်ထည့်တာပဲဖြစ်စေနောက်တစ်ခုက background အစားတို့ဖြည့်သဘောမျိုး content aware field တွေပါပြန်ဖြည့်တဲ့အခါမျိုးတွေမှာဖြစ်စေဒီ selection 2ကိုသုံးဒီ selection method ကိုရွေးပြီးသုံးတာအရင်အချိန်ကုန်တက်တာပါတယ် okay ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ခုကကြတော့ဒီဓာတ်ပုံတိုင်းပါပေါ့နော်ကျွန်တော်တို့ဒီ2018 CC version 2018ရဲ့နောက်ပိုင်းမှာသုံးလို့ရတဲ့အမျိုးအစားလေးတစ်ချက် remove background ဆိုတဲ့ဟာလေးကိုပြောပြပေးချင်ပါတယ်remove background ဆိုတဲ့အမျိုးအစားမှာကတော့သူကပထမဆုံးအနေနဲ့ဓာတ်ပုံကကျွန်တော်တို့ smart object မဖြစ်ရဘူး raster right ဖြစ်ရမယ်ပြီးနောက်တစ်ခုက property ဆိုတဲ့ panel လေးကိုဖွင့်ပေးပါအဲ့ဒါပြီးရင်ကျွန်တော် quick action ကိုရွေးပေးပါ quick action ကပထမဆုံးတစ်ချက်ဆိုရင်မပေါ်ဘူးနောက်တစ်ချက်နှိပ်လိုက်ရင်တော့ပေါ်တယ်ပြီးရင် remove background ဆိုတာလေးကိုရွေးပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့အနေနဲ့ background လို့ယူဆရတဲ့အပိုင်းကိုစက်ကဖြတ်ပေးသွားမှာဖြစ်ပါတယ်အကယ်၍ဒီဟာကတော့ကျွန်တော်တို့ဒီဓာတ်ပုံအနေနဲ့ကတော့သူပြီးရင်သူက auto layer မှတ်ထည့်ပေးရပါတော့
ဓာတ်ပုံအနေနဲ့ကကျွန်တော်အနေနဲ့ background ရဲ့ subject ရဲ့ဒါကြီး focus မပြတ်တာဖြစ်တဲ့အတွက်သူကတော့သူပြတ်တဲ့လောက်သူ့မှာပြန်ပြီးတော့ focus ဖြတ်ပေးတယ်ပေါ့နော်အဓိကတော့ဒီ coffee နဲ့မုံလောက်တော့အဆင်ပြေတယ်ပေါ့နော်အကယ်၍ကျွန်တော်အနေနဲ့ model ဓာတ်ပုံတစ်ခုကိုကျွန်တော် background ကနေဖြတ်မယ်ဆိုရင် remove background ကအရန်မြန်တယ်နောက်တစ်ခုက color တွေအရန်ရှုံမထွေးဘူးဆိုရင်ဒီလိုမျိုးအရန်အချိန်ကုန်တက်တာတယ်ကိုယ်တိုင်လိုက်ပြီးတော့ magic 1 2ထပ်တောင်မှပို့ပြီးတော့အဆင်ပြေတဲ့အခါမျိုးတွေမှာလည်းရှိတတ်ပါတယ်အဲ့တော့ဒီဟာကတော့ selection လုပ်လို့ရတဲ့နည်းလမ်းတွေကိုပြောပြပေးတော့တာဖြစ်ပါတယ်ခင်ဗျ